အာကာသယာဉ်အတွင်းမှာခရစ်ပတိုဆိုတဲ့ခွေးလေးကအိပ်ယာပေါ်ခုန်တက်ပြီးသူ့တခင်မကာရာကိုနိုးဖို့ကြိုးစားနေပါတယ်။ကာယာကတော့မနေ့ညကအရက်တွေအလွန်ကျွံတောက်ထားတာကြောင့်ဆိုးရွားတဲ့အရက်နာကျခြင်းကိုခံစားနေရပါတယ်။ဒီနေ့ကသူမရဲ့မွေးနေ့ဖြစ်ပြီးသူမရဲ့ဝမ်းကွဲကလပ်ကဗီဒီယိုမက်ဆေ့ချ်တစ်စောင်ပို့ထားပေမဲ့ကာယာကမကြည့်ပဲပိတ်လိုက်ပါတယ်။အဲ့ဒီနောက်ကာယာကသူမရဲ့အာကာသယာဉ်ကိုအခြားကြိုတစ်လုံးစီပြန်တန်းသွားပြီးတနေ့လုံးအရက်တောက်ကပါတီပွဲလုပ်ရင်းအချိန်ကုန်ဆုံးခဲ့ပါတယ်။နောက်တစ်နေ့မနက်မှာလည်းအရက်နာကျခြင်းကိုဆူဆူရွရွခံစားရပြန်တဲ့အတွက်အနည်းဆုံးအဝါရောင်နေစီကိုပြန်တန်းသွားပါတယ်ခရစ်ပန်ဂျိုကနေလာတဲ့ကာရာဟာအဝါရောင်နေရီစီကနေသူမရဲ့စွမ်းအားတွေကိုရရှိတာဖြစ်ပြီးအဲ့ဒီအလင်းရောင်ကသူမရဲ့တန်ရာတွေနဲ့အရက်နာကျမှုတွေကိုလည်းချက်ချင်းပျောက်ကင်းစေပါတယ်။အရက်မူးခြင်းတဲ့အခါအဝါရောင်နေမရှိတဲ့ဂျိုးရီစီကိုသွားလေးရှိပါတယ်။ကံမကောင်းစွာနဲ့သူမရဲ့မွေးရမြေဟာပျက်စီးသွားပြီဖြစ်တာကြောင့်ခရစ်ပါတိုဟာသူမရဲ့တူးရဲသောအဖို့ဖြစ်နေပါတယ်။ဟော်ဆဲယာဂျိုပေါ်မှာအာကာသယာဉ်တစ်စင်းကအလွန်ဝေးလံပြီးအထီးကျန်တဲ့အိမ်တစ်လုံးရှိမှဆင်းသက်လာပါတယ်။အဲ့ဒီအခါယူတီနိုးလာပါတယ်။သူမရဲ့ဖခင်ကရောက်လာသူတွေဟာဓာပြတွေဖြစ်ပြီးအပြင်းထန်ဆုံးတမနီနဲ့သူကိုယ်တိုင်လက်လုပ်ပြုလုပ်ထားတဲ့လက်နက်တွေကိုလိုချင်နေကြတာလို့ရှင်းပြပါတယ်။ယူတီကအိတ်ခမ်းထဲကထွက်လာပြီးဘာတွေဖြစ်နေတယ်လဲဆိုတာခိုးကြည့်နေပါတယ်။သူမရဲ့အကူကတော့နှစ်ချက်တက်ထားတာကြောင့်ဘာမှမကြားပါဘူး။တပြခေါင်းဆောင်ကရန်ကမိဖို့ကြောင့်တည်းဝင်လာပြီးအိမ်ရှင်မလှုပ်ထားတဲ့မုံကိုစားလိုက်ပါတယ်။အဲ့ဒီနောက်ဖခင်ကလက်နက်တွေတင်ထားတဲ့အဆောက်အုံအတွက်တော့ကိုသူ့ထံပေးလိုက်ပါတယ်။မိခင်ကလက်နက်တွေယူပြီးထွက်သွားဖို့တောင်းဆိုပေမဲ့ကရန်ကသူမကိုလက်နက်တူလောင်ရနေရာအထိလမ်းပြခိုင်းပါတယ်။အဲ့ဒီအချိန်မှာယူတီရဲ့အကူကသူမကိုစနောက်ဖို့အခန်းထဲကရုတ်တရက်ခုန်ထွက်လာပါတယ်။ကရန်ကတုံ့ပြန်ပြီးသူ့ရဲ့ပစိန်ကိုပြစ်လိုက်ရာယူတီရဲ့အကူချက်ချင်းတိတ်ဆုံးသွားပါတယ်။ဒေါသထွက်သွားတဲ့မိခင်ကဓာတ်တစ်ချောင်းကိုယူပြီးတိုက်ခိုက်ဖို့ကြိုးစားပေမဲ့ကရန်ကလွယ်လွယ်ကူကူတွန်းလှန်ပြီးသူမကိုတတိလစ်အောင်လုပ်လိုက်ပါတယ်။အဲ့ဒီနောက်ဖခင်ကအရေးပေါ်ခလုတ်ကိုနှိပ်လိုက်ရာဒရုန်းတစ်စင်းထွက်ပေါ်လာပြီးဓာပြတွေရဲ့အာကာသယာဉ်ကိုဖောက်ခွဲဖျက်ဆီးလိုက်ပါတယ်။ဒါပေမဲ့ပောက်ကွဲမှုကအိမ်ကိုပါထိမှန်ပြီးမီးလောင်သွားပါတယ်။ဖခင်ကကရန်ကိုတိုက်ခိုက်ဖို့ကြိုးစားပေမဲ့သူလည်းအသက်ခံလိုက်ရပါတယ်။ထို့နောက်ဓာပြတွေထွက်ခွာသွားကြပါတယ်။နောက်တနေ့မနက်မှာယူတီကသူမရဲ့မိသားစုကိုမြေမြုပ်တကြိုပြီးဖခင်ပေးခဲ့တဲ့ဓာတ်ကိုယူကထွက်ခွာလာပါတယ်။အချိန်နှဲငယ်ကြာပြီးနောက်ကာရာကအရက်ဆိုင်တစ်ဆိုင်မှာအရက်တောက်နေစဉ်ယူတီရုတ်တရက်ဝင်လာပြီးအားလုံးရဲ့အာယုံဆိုင်မှုကိုတောင်းခံပါတယ်။သူမဟာကရန်ကိုလက်စားချေချင်ပြီးဖခင်ရဲ့ဓာတ်ကိုစုဖြစ်ပေးကသူမကိုကူညီမဲ့သူကိုရှာဖွေနေတာပါ။ဓာပြတွေကသူတို့ရဲ့အာကာသယာဉ်မရှိတော့တာကြောင့်အနီးအနားမှာပဲရှိနေကြပါတယ်။အစပိုင်းမှာဘသူမှယူတီကိုအရေးမဆိုင်ကြပေမဲ့သူမကဖခင်ရဲ့နာမည်ကိုပြောလိုက်တဲ့အခါဓာတ်ရဲ့တန်ဖိုးကိုလူတွေသိသွားကြပါတယ်။ဂျိုသားတယောက်ကကလေးမလေးတယောက်နဲ့ကရန်ကိုအနိုင်ယူလို့မရဘူးလို့ပြောနေစဉ်အလွန်ကြီးမားတဲ့တားရဲတကောင်ရုတ်တရက်ပေါ်လာပြီးယူတီရဲ့ဓာတ်ကိုယူကာဟိဟောက်ပြီးထွက်သွားပါတယ်။ယူတီကသူ့နောက်လိုက်ဖို့ကြိုးစားတဲ့အခါအစောပိုင်းကလူတယောက်ကသူမကိုတားထားပါတယ်။နောက်ထပ်အရက်တစ်ခွက်တောက်ပြီးတဲ့အခါကာရာကအဲ့ဒီလူကိုပါရိုက်ပြီးတားရဲနောက်ကိုအပြင်ထွက်လိုက်သွားပါတယ်။သူမကဓာတ်ကိုပြန်ပေးဖို့ဒါမှမဟုတ်ဓာတ်ရဖို့အတွက်သူမကိုကူညီပေးဖို့တောင်းဆိုပါတယ်။ဒါပေမဲ့တားရဲကစိတ်ဝင်စားပါဘူး။ကာရာကတားရဲပေါ်ခုန်တက်ပြီးကန်ချလိုက်ကဓာတ်ကိုယူလိုက်ပါတယ်။ဒါပေမဲ့ဂျိုသားကသူမကိုပြန်တိုက်ပြီးလဲကျစေပါတယ်။ကာရာကသူမသွေးထွက်နေတာကိုမြင်တဲ့အခါရဲမိပါတယ်။ဘာကြောင့်လဲဆိုတော့သူမဟာပုံမှန်အဖြစ်ဒဏ်ရာရလိမ့်မရှိလို့ပါ။တားရဲကသူ့ရဲ့တင်းပုံနဲ့တိုက်ခိုက်လာပြီးကာရာကအရက်မူးနေတဲ့အတွက်တိုက်ခိုက်ရတာခက်ခဲနေပါတယ်။သူမကဓာတ်နဲ့အကြိမ်ကြိမ်ထိအောင်တိုက်နိုင်ပေမဲ့ရန်သူကပြန်လဲထနိုင်ပြီးသူမကိုထက်ခါလဲကျစေပါတယ်။ယူတီကကူညီခြင်းပေမဲ့အစောပိုင်းကလူကသူမကိုတားထားပါတယ်။အဲ့ဒီအခါခရစ်ပါတိုကသူ့လက်ကိုကိုက်လိုက်ပြီးအပြင်ကိုပြေးထွက်သွားကတားရဲရဲ့အရေးကြီးတဲ့နေရာကိုကိုက်လိုက်ပါတယ်။ဂျိုသားကခွေးကိုလှည့်ကြည့်နေချိန်မှာကာရာကသူ့ရဲ့တင်းပုံနဲ့သူ့ကိုတတိလစ်အောင်ရိုက်ချလိုက်ပါတယ်။ထို့နောက်ကာရာကယူတီကိုတပြန်ပေးပြီးထွက်ခွာသွားပါတယ်။နောက်တနေ့မနက်မှာကာရာနိုးလာတဲ့အခါတိုက်ပွဲတုန်းကသူမရဲ့ခြေထောက်ထဲမှာတန်ကြုံတစ်ချောင်းစိုက်ဝင်နေသေးတာကိုတွေ့ရပါတယ်။သူမကနာကျင်စွာနဲ့အဲ့ဒါကိုဆွဲထုတ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာကလက်ကဖုံးဆက်လာပြီးသူမအခြေအနေကိုစိုးရိမ်နေကြောင်းပြောပါတယ်။ကလက်ကအမြဲတမ်းအရက်မူးနေတဲ့ဘဝဟာကောင်းတဲ့ဘဝမဟုတ်ဘူးလို့ပြောပြီးသူမကိုကဘာမြေပေါ်မှာသူနဲ့အတူလာနေစေချင်ကြောင်းပြောပါတယ်။ကာယာကသူမမှာဘယ်နေရာမှာမှကိုယ့်လူမျိုးတွေမရှိတော့ဘူးလို့ပြန်ပြောပြီးဖုံးချလိုက်ပါတယ်။အဲ့ဒီအချိန်မှာတကားခောက်တန်ကြားရပါတယ်။တကားဖွင့်ကြည့်လိုက်တဲ့အခါယူတီကိုတွေ့ရပါတယ်။ယူတီကကာရာရဲ့အကူအညီကိုတောင်းပါတယ်။ကာယာကသူမကိုလစ်လျူရှုပြီးထွက်ခွာဖို့ကြိုးစားပေမဲ့ယူတီကဆက်ပြီးနောက်လိုက်နေပါတယ်။သူတို့နှစ်ယောက်လဲကွင်းတစ်ခုမှာစကားများနေကြချိန်ဓာပြတွေကကာရာရဲ့အာကာသယာဉ်ကိုတွေ့ပြီးဖောက်ဝင်လာကြပါတယ်။ခရစ်ပတိုကဟိဟောက်ပြီးသူတို့စီပြေးလာပေမဲ့ကရန်ကအစိပ်ပါတဲ့လက်နက်နဲ့ခွေးကိုပစ်လိုက်ပါတယ်။ခရစ်ပတိုခန္ဓာကိုယ်တစ်ခုလုံးတဖြည်းဖြည်းအကျော်တည်သွားပါတယ်။ကာယာကခရစ်ပတိုကိုစေကူတာသူတယောက်စီခေါ်သွားပါတယ်။လူတီကဘာသာပြန်ပေးပါတယ်။အဲ့ဒီအစိပ်ကခန္ဓာကိုယ်ကိုတဖြည်းဖြည်းအကျော်တည်စေပြီးနောက်ဆုံးနှလုံးရက်သွားစေမှာဖြစ်ပါတယ်။ခရစ်ပတိုကိုလှုပ်ရှားပေးလို့မရပါဘူး။လှုပ်ရှားရင်အစိပ်ရဲ့အကျိုးသက်ရောက်မှုပိုများလာမှာပါ။အဲ့ဒီအစိပ်အတွက်ဖြည့်ဆေးကဓာပြတွေစီမှာပဲရှိပါတယ်။သူတို့ကဖြည့်ဆေးကိုအသုံးပြုပြီးလူတွေကိုငွေဒါမှမဟုတ်သတင်းချက်လက်နဲ့လဲလှယ်ဖို့အတင်းအကျပ်စုံစမ်းမေးမြန်းလေးရှိပါတယ်။ခရစ်ပတိုမှာအသက်ရှင်ဖို့3ရက်ပဲကျန်တော့တဲ့အတွက်ကာရာကသူ့ခေါင်းကိုနမ်းပြီးဖြည့်ဆေးနဲ့ပြန်လာမယ်လို့ကတိပေးပါတယ်။ကာယာထွက်ခွာတဲ့အခါလူတီကသူ့မနောက်လိုက်ပြီးသူတို့နှစ်ယောက်အပြန်အလှန်ကူညီနိုင်တယ်လို့ပြောပါတယ်။ဒါပေမဲ့ကာရာကလူတီကအနောက်ရှက်ပဲဖြစ်လိမ့်မယ်လို့ထင်တဲ့အတွက်ခရစ်ပလိုနဲ့အတူနေဖို့ပြောလိုက်ပါတယ်။ထို့နောက်ကာရာကဘတ်စကားမတိုင်မှာထိုင်ပြီး3ရက်ကြာမဲ့အချိန်မက်ဆက်ကိုသတ်မှတ်လိုက်ပါတယ်။ဘတ်စကားကထူးဆန်းတဲ့ကြိုသားမျိုးစုံနဲ့အတူထွက်ခွာလာပါတယ်။ဒါပေမဲ့ယူတီကလည်းဘတ်စကားပေါ်မှာရှိနေပြီးခီးတဲ့တယောက်နဲ့စကားများနေပါတယ်။နောက်ဆုံးမှာယူတီကကျမ်းပြင်ပေါ်လဲကျသွားပြီးဂျိုသားတယောက်ရဲ့ခြေထောက်ကသူ့မခေါင်းပေါ်ရောက်နေပါတယ်။ကာရာကအဲ့ဒီတတဝါရဲ့ဘာသာစကားနဲ့အော်ဟစ်ပြောဆိုလိုက်တဲ့အခါတတဝါကသူ့ထိုင်ခုံစီပြန်သွားပါတယ်။ကာယာကယူတီကိုရှင်းပြတာကသူတို့မျိုးနွယ်အတွက်အိတ်ကိုခြေထောက်ပေးမှချထားတာဟာစော်ကားမှုတစ်ရက်ဖြစ်တယ်ဆိုတာပါ။ရုတ်တရက်အခြားအာကာသယာဉ်တစ်စင်းကဘတ်စကားကိုအလင်းတန်းနဲ့ပစ်ခတ်လိုက်ပြီးဒရုန်းတွေဘတ်စကားအပေါ်ဆင်းလာပါတယ်။ထို့နောက်ဓာပြတွေကဘတ်စကားတဲ့တယ်လီပိုနီနဲ့ဝင်လာကြပါတယ်။သူတို့ကခိုးယူစရာနည်းပညာတွေကိုရှာဖွေနေတဲ့ပင်လယ်ဓာပြတွေဖြစ်ပါတယ်။စက်ရုံငယ်တစ်ကောင်ကခရီးသည်တွေကိုစက်ကင်ဖက်ပြီးတန်ဖိုးရှိတဲ့ပစ္စည်းတွေကိုရှာဖွေပါတယ်။ဓာပြတွေကအဲ့ဒီပစ္စည်းတွေကိုယူသွားပြီးပစ္စည်းမပေးချင်သူတွေကိုလျှက်စစ်နဲ့တိုက်ခိုက်ပါတယ်။ကာရာကသူမရဲ့နာယီကိုပေးလိုက်ပြီးယူတီရဲ့ဓာတ်ကိုတော့မယူဖို့တောင်းဆိုပါတယ်
ဒါပေမဲ့သူတို့ကဓာတ်ကိုပါယူသွားပါတယ်အဲ့ဒီအခါကာရာကလက်ခတ်လက်ထောင်ပြပြီးတပြက်တယောက်ရဲ့တယ်လီပို့ကိရိယာကိုခိုးယူထားကြောင်းပြလိုက်ပါတယ်သူတို့ကကာယာကိုတိုက်ခိုက်တဲ့အခါသူမကတယ်လီပို့ပြီးစက်ရုပ်ကတပြက်တယောက်ကိုလျှက်စစ်နဲ့တိုက်မိအောင်လုပ်လိုက်ပါတယ်ယူဒီကအခြားခီးတဲ့တယောက်ရဲ့ဓာတ်ကိုခိုးယူပြီးစက်ရုပ်ကိုထိုးဖောက်ဖျက်ဆီးလိုက်ပါတယ်ကာရာကတပြက်တယောက်နဲ့တိုက်ခိုက်ပြီးတယ်လီပို့လိုက်တဲ့အခါရန်သူနှစ်ယောက်အချင်းချင်းတိုက်မိကြပါတယ်တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီးကာရာနဲ့တပြက်တွေဟာဘတ်စကာအတွင်းနေရာအနှံ့တယ်လီပို့ကတိုက်ခိုက်နေကြပါတယ်နောက်ဆုံးတပြက်တယောက်ကကာယာကိုလုံခြုံခန်းထဲပစ်ချလိုက်ပါတယ်ကာယာကရင်မောင်းကိုအနီးဆုံးအဝါရောင်နေရှိရာစီတွားပေးဖို့တောင်းဆိုပါတယ်ဒါပေမဲ့အင်ဂျင်ကအလုံးမလုံးတော့ပါဘူးကာရာကအာကာသဝတ်စုံတစ်စုံကိုခိုးယူပြီးဝတ်ဖို့စူးစမ်းနေချိန်မှာတပြက်တယောက်ကတကားဖွင့်လိုက်ပါတယ်ကာယာကအာကာသထဲကိုလွင့်ထွက်သွားပါတယ်သူမရဲ့ခန္ဓာကိုယ်ပေါ်မှာရေခဲတွေစတင်တက်လာပါတယ်အဲ့ဒီအချိန်မှာအနီးအနားမှာအဝါရောင်တွေတစ်လုံးပေါ်ထွက်လာပြီးကာရာရဲ့စွမ်းအားတွေပြန်လည်ရရှိလာပါတယ်သူမကအလွန်မြန်ဆန်တဲ့အချိန်နဲ့ဘတ်စကားဘော်ကဒရုန်းအားလုံးကိုဖယ်ရှားလိုက်ပါတယ်ဓာတ်ပြတွေကသူမကိုလေဆာနဲ့ပစ်ခတ်ပေမဲ့ကာရာကအလွယ်တကူရှောင်ရှားနိုင်ပါတယ်အဝါရောင်နေနီးရောက်လာတဲ့အခါကာယာကမျက်လုံးထဲကလေဆာအလင်းတန်းတွေထုတ်လုပ်ပြီးဓာတ်ပြတွေရဲ့လက်နက်ကိုဖျက်ဆီးလိုက်ပါတယ်ထို့နောက်သူတို့ရဲ့အာကာသယာဉ်ကိုကိုယ်ပိုင်စွမ်းအားနဲ့ဖြိုခွဲပစ်လိုက်ပါတယ်ပစ္စည်းတွေပြန်ရပြီးနောက်ကာရာကဘတ်စကားကိုအာကာသခီးသွားနာနေရာအထိကိုယ်တိုင်တွန်းပို့ပေးပါတယ်အဲ့ဒီအချိန်မှာသူမကယူတီကိုသူမနဲ့အတူလိုက်လာခွင့်ပေးဖို့နောက်ဆုံးမှသဘောတူလိုက်ပါတယ်တပြတွေအကြောင်းသတင်းအချက်လက်မရှိတဲ့အတွက်ကာရာကသူတို့ကိုစုံစမ်းမေးမြန်းပါတယ်သူတို့ကဂရန်ဟာဘီကီဆိုတဲ့ဂျိုပေါ်မှာရှိနေတယ်လို့ပြောပါတယ်အဲ့ဒီဂျိုဟာအနုမြူစစ်ပွဲတွေကြောင့်ပျက်စီးလူနီးပါးဖြစ်နေပါတယ်လူဦးရေရဲ့တဝက်လောက်တိတ်ဆုံးသွားပြီးကမ္ဘာအနှံ့ကလူတွေကကြန့်ရှိတဲ့အရင်းမြစ်တွေကိုရှာဖွေဖို့အဲ့ဒီဂျိုကိုလာကြပါတယ်တပြတွေကတော့သူတို့မျိုးနွယ်မှာအမျိုးသားတွေပဲရှိတဲ့အတွက်အဲ့ဒီဂျိုကိုအမျိုးသမီးတွေကိုပြန်ပေးဆွဲဖို့သွားကြတာဖြစ်ပါတယ်ကာရာကဆိုင်တဆိုင်မှာယူတီအတွက်ခလုတ်တစ်ချက်နှိပ်ယုံနဲ့အာကာသဝတ်စုံဖြစ်သွားနိုင်တဲ့အထူးကော်လာတစ်ခုဝယ်ပေးပါတယ်နောက်မကြာခင်မှာသူတို့နှစ်ယောက်ဘီကီဂျိုကိုရောက်လာပါတယ်အဲ့ဒီဂျိုမှာအဝါရောင်နေရှိတာကြောင့်ကာရာကသူမရဲ့စွမ်းအားပြည့်နေရှိနေပါတယ်သူတို့နှစ်ယောက်ကအန္တရာယ်များတဲ့ရက်ွက်တစ်ခုကိုဖျက်ဆီးပြီးဘားဆိုင်တစ်ဆိုင်ထဲဝင်သွားကြပါတယ်အားလုံးကသူတို့ကိုတန်တရားဖြစ်စွာကြည့်နေကြပါတယ်ဂျိုသားတစ်ယောက်ကယူတီကိုဝယ်ချင်ကြောင်းပြောလာတဲ့အခါကာရာကသူမကိုဆွဲကပ်ထားပြီးဓာတ်ပြတွေအကြောင်းမေးပါတယ်စကားများပြီးနောက်အဲ့ဒီကိစ္စကိုလက်မောင်းတစ်ပန်းပြန်ပြီးဖြေရှင်းဖို့သဘောတူကြပါတယ်ကာရာကပထမလူကို10စက္ကန့်အတွင်းအနိုင်ယူလိုက်ပါတယ်ဒုတိယလူကပိုကြီးမပေမဲ့ကာယာကသူ့လက်ကိုပင်ချိုးလိုက်ပါတယ်အဲ့ဒီအခါဘားတွေကလူအားလုံးကလက်နက်တွေထုတ်ပြီးသူတို့နှစ်ယောက်ကိုချိန်ရွယ်ကြပါတယ်ကာယာကယူတီကိုလုံခြုံတဲ့နေရာမှာထိုင်ခိုင်းပြီးအားလုံးကိုထွက်ခွာဖို့အခွင့်အရေးပေးပါတယ်ဘယ်သူမှမရွေးတဲ့အခါကာယာကလူအားလုံးကိုဝင်ရောက်တိုက်ခိုက်ပါတယ်သူတို့ရဲ့လေဆာလက်နက်တွေကကာယာကိုမထိခိုက်နိုင်ပါဘူးသူမရဲ့မြန်ဆန်မှုကြောင့်ရန်သူတစ်ယောက်ပြီးတစ်ယောက်ကိုစက္ကန့်ပိုင်းအတွင်းအနိုင်ယူလိုက်ပါတယ်အဲ့ဒီနောက်ကာရာကဘားဝန်ထမ်းတွေကိုတပြတွေအကြောင်းမေးမြန်းနေချိန်နောက်ဘက်မှာထိုင်နေတဲ့ထူးဆန်းတဲ့လူတစ်ယောက်ကဝင်ပြောပါတယ်သူ့နာမည်ကလိုဘိုဖြစ်ပြီးသူ့ကြိုတစ်ခုလုံးကိုတက်ဖြတ်ဖျက်ဆီးခဲ့သူအဖြစ်နာမည်ကြီးပါတယ်လူတီကလိုဘိုနဲ့ပူးပေါင်းဖို့တွားပြောတဲ့အခါလိုဘိုကသူမကိုမြောက်ကင်ပြီးချင်းချောက်ပါတယ်ကာရာကချက်ချင်းဝင်တာပြီးသူတို့နှစ်ယောက်ဟာခီးထွက်လာတဲ့မိန်းကလေးနှစ်ယောက်သာဖြစ်တယ်လို့ဟန်ဆောင်ပါတယ်ကာရာရဲ့အပြောဆိုတွေကြောင့်လိုဘိုစိတ်အနှောက်အယှက်ဖြစ်ပြီးထွက်ခွာသွားပါတယ်နောက်ပိုင်းမှာဘားဝန်ထမ်းတွေကကာရာနဲ့ယူတီကိုသူတို့အိမ်ကိုခေါ်သွားပြီးအနားယူဖို့ပြောပါတယ်သူတို့ကဓာတ်ပြတွေအကြောင်းကူညီပေးနိုင်မဲ့တငယ်ချင်းတစ်ယောက်ကိုခေါ်လာမယ်လို့ပြောပါတယ်စောင့်နေချိန်မှာယူတီကကာရာကိုပိုတိကျင်တဲ့အတွက်သူမရဲ့အတိတ်အကြောင်းမေးပါတယ်ခရစ်ပန်မှာကာရာရဲ့ဖခင်နဲ့ဦးလေးကဂျိုရဲ့အတွင်းပိုင်းဟာမတည်ငြိမ်တော့ဘူးလို့ကောင်စီကိုတတိပေးခဲ့ကြပေမဲ့ဘယ်သူမှနားမထောင်ခဲ့ကြပါဘူးဂျိုစတင်ပြိုကွဲတဲ့နေ့မှာကာရာရဲ့မိဘတွေကလုံခြုံရာကိုပြေးကြပြီးကလက်ရဲ့အာကာသယာဉ်ငယ်ကောင်းကင်နဲ့ပြန်တန်းထွက်ခွာသွားတာကိုတွေ့ခဲ့ကြပါတယ်ဒေတာခန်တွေကအင်အားကွင်းတစ်ခုအောက်မှာပုံခုခဲ့ကြပြီးဂျိုရဲ့အစိပ်ပိုင်းတစ်ခုဟာအပေါ်ကိုလွင့်တက်ကအာကာသထဲမှာပြန်ဝဲနေတဲ့ကိုလိုနီတစ်ခုဖြစ်လာခဲ့ပါတယ်ကျန်တဲ့ဂျိုကတော့ပျက်စီးသွားပါတယ်ကာရာဟာ10နှစ်အကြာမှာမွေးဖွားခဲ့ပြီးသူမရဲ့ကလေးဘဝတစ်လျှောက်လုံးအဲ့ဒီပြန်ဝဲနေတဲ့ကိုလိုနီမှာပျော်ရွှင်စွာနေထိုင်ခဲ့ပါတယ်နောက်ပိုင်းမှာသူမရဲ့မိခင်အလွန်အမင်းနေမကောင်းဖြစ်လာပါတယ်ကိုလိုနီကမူလဂျိုနဲ့ခွဲထွက်သွားတဲ့အခါခရစ်ပတိုနိုက်ဆိုတဲ့တတုတက်တစ်မျိုးထွက်ပေါ်လာပြီးမြေစီလွာကိုအစိတ်တင်စေခဲ့တာကိုသိရှိခဲ့ကြပါတယ်အဲ့ဒီအတွက်ကုသဆေးမတွေ့နိုင်ခဲ့တဲ့အတွက်ကာရာရဲ့ဖခင်ကကလက်ရဲ့အာကာသယာဉ်ငယ်နဲ့ဆင်တူတဲ့ရင်တစင်းတိဆောက်ပြီးကာရာကိုကဘာမြေပေါ်ထွက်ခွာဖို့တောင်းဆိုခဲ့ပါတယ်ကာရာကသူမရဲ့အိမ်ကိုမစွန့်ချင်ပေမဲ့ဖခင်ကအသက်ဆက်ရှင်ဖို့အတွက်တွားရမယ်လို့ယုံကြည်အောင်ပြောခဲ့ပါတယ်မိခင်ဆုံးပါသွားတဲ့အခါကာရာနဲ့ဖခင်ကအတုပခန္ဓာကိုစီစဉ်ခဲ့ကြပါတယ်အဲ့ဒီအချိန်မှာခွေးပေါက်စလေးခရစ်ပါရိုနဲ့ကာရာတွေ့ခဲ့တာပါနောက်ဆုံးဖခင်ကသူ့ရဲ့နာရီကိုကာရာကိုပေးပြီးခွေးလေးနဲ့အတူအာကာသယာဉ်ငယ်ထဲထက်ကကဘာမြေစီလွှတ်ပေးခဲ့ပါတယ်လက်ရှိအချိန်မှာကာယာကယူတီကိုဝမ်းနဲ့ပူဆွေးမှုဟာလူကိုတည်စေနိုင်တဲ့အရာတစ်ခုလို့ပြောပါတယ်လက်စားချေခဲ့ရင်တော့အဲ့ဒါကသူမကိုဘယ်နေရာမှရောက်စေမှာမဟုတ်ဘူးလို့ပြောပါတယ်အဲ့ဒီနောက်ကာယာကအောက်ထပ်ကိုဆင်းပြီးအခြေအနေကိုမေးပါတယ်အင်ရှင်ဇနီးမောင်နှံကသူမကိုတောက်စရာတစ်ခွက်ပေးပါတယ်သူတို့ကသူတို့ရဲ့သမီးဆာနာကိုတပြတွေကပြန်ပေးဆွဲသွားကြောင်းပြောပါတယ်ဆာနာရဲ့ပုံကိုမြင်လိုက်တဲ့အချိန်မှာကာရာကောင်းမှုလာပါတယ်အင်ရှင်ဇနီးမောင်နှံကသူမကိုဓာတ်ပြတွေနဲ့လဲလှယ်ဖို့အစိတ်တိုက်ထားတာဖြစ်ပါတယ်ကာယာကတော့သူမရဲ့စွမ်းအားတွေကြောင့်အစိတ်အာနိသင်ကိုအတန်အသင့်ခံနိုင်နေသေးပါတယ်သူမကရေခဲတစ်တာစီပြေးသွားပြီးနှုတ်ကိုတောက်ပါတယ်နှုတ်ကအစိတ်ကိုကာကွယ်ပေးနိုင်တယ်လို့ယုံကြည်ထားကြပါတယ်အဲ့ဒီအချိန်မှာရင်တစင်းကအိမ်ကိုဝင်တိုက်လာပြီးတရံထွက်လာပါတယ်ကာယာကနှုတ်ကိုဆက်တောက်ရင်းရေချိုးကန်းနဲ့ပုံဝင်ပြီးအစိတ်ကိုအန်ထုတ်ဖို့ကြိုးစားပါတယ်အနှဲငယ်သာအန်ထုတ်နိုင်ခဲ့ချိန်မှာကရန်ကသူမကိုနေရန်နဲ့ရိုက်ချလိုက်ပါတယ်ကရန်ရဲ့တန်ချက်ကပေါ်မှာဖြည့်ဆည်းရှိနေတာကိုကာရာတွေ့တဲ့အခါသူ့ကိုကောင်းနဲ့တိုက်ဖို့ကြိုးစားပါတယ်ဒါပေမဲ့ကရန်ရဲ့မျက်နှာမှာတက်ထားတဲ့တတုအစင်တန်စာတွေကြောင့်သူမကိုယ်တိုင်နာကျင်သွားပါတယ်ကရန်ကသူမကိုထပ်မံရိုက်နှက်နေချိန်ကာရာကဖြည့်ဆည်းကိုခိုးယူလိုက်ပါတယ်ကရန်ကသူမကိုနိုင်ရန်ဖောက်ထွက်အောင်ပစ်ချလိုက်ပါတယ်နောက်ထပ်တစ်ယောက်ကသူမကိုကန်လိုက်ရဖြည့်ဆည်းကျသွားပေမဲ့ကာရာကတစ်ချိန်တည်းမှာပင်အစိတ်အချို့ကိုအန်ထုတ်နိုင်ခဲ့ပါတယ်သူမအခြေအနေပြန်ကောင်းလာတဲ့အခါအခန်းထဲကတစ်ယောက်ကိုလင်းမြန်စွာအနိုင်ယူလိုက်ပါတယ်ဒါပေမဲ့ကရန်ကဖြည့်ဆည်းကိုပြန်ကောက်ယူလိုက်ပါတယ်အဲ့ဒီအချိန်မှာလူတီရဲ့အော်ဒန်ကိုကာရာကြားလိုက်ပါတယ်ကာရာကကျမ်းပြင်ကိုဖောက်ပြီးအောက်ကိုဆင်းလာတဲ့အခါတစ်ပြက်အများပြားကလူတီကိုပြန်ပေးဆွဲဖို့ကြိုးစားနေတာကိုတွေ့ရပါတယ်ကာယာကသူတို့အားလုံးကိုအလွယ်တကူအနိုင်ယူပြီးသူတို့ရဲ့လက်နက်တွေကိုပင်ပြန်အသုံးပြုပါတယ်
ယူတီကိုခေါ်ဆောင်သွားတော့မယ့်အချိန်မှာကာရာကလက်နက်ကိုပစ်လိုက်ပြီးပြန်ပေးဆွဲသူကိုလဲကျစေကယူတီကိုကယ်တင်လိုက်ပါတယ်လေကားပေါ်ကနေဓာပြတွေထက်တက်လာတဲ့အတွက်ကာရာကယူတီကိုခေါ်ပြီးပြတင်းပေါက်ကနေပြန်ထွက်သွားပါတယ်ရန်သူတွေကများတွေနဲ့ပစ်ခတ်ကြတဲ့အတွက်ကာယာကရှောင်းတိန်ရင်အဆောက်အုံတစ်ခုကိုဝင်တိုက်မိပါတယ်ကံကောင်းစွာနဲ့သူမမြန်ပြန်ကောင်းလာပြီးအဆောက်အုံခေါင်မိုးပေါ်ဆင်းနိုင်ခဲ့ပါတယ်အဲ့ဒီအချိန်မှာလိုဘိုရောက်လာပြီးဓာပြတွေရဲ့အာကာသယာဉ်မှာချိတ်ဆွဲထားတဲ့အစိပ်ပိုင်းတွေကိုသူ့လက်နက်နဲ့ဖျက်တောက်နေပါတယ်ပောက်ကွဲမှုတစ်ခုဖြစ်ပွားပြီးကရန်ကပောက်ကွဲမှုကနေထွက်လာတဲ့အရာတစ်ခုကိုဖမ်းယူကပစ်ချလိုက်ပါတယ်ပြန်ပေးဆွဲခံထားရတဲ့မိန်းကလေးတွေပါဝင်တဲ့ရင်ငယ်တစ်စင်းလည်းပြုတ်ကျလာပါတယ်အဲ့ဒီအခွင့်အရေးကိုအသုံးချပြီးမိန်းကလေးတွေထွက်ပြေးကြပါတယ်ဓာပြတွေကသူတို့ကိုပြန်ဖမ်းဖို့ကြိုးစားတဲ့အတွက်ကာရာကပြန်ဝင်တိုက်ခိုက်ပါတယ်မိန်းကလေးတယောက်ကိုဖမ်းဖို့ကြိုးစားတဲ့ဓာပြတိုင်းကိုကာရာကထိုးနှက်ခြင်းဒါမှမဟုတ်မျက်လုံးလေစာနဲ့တိုက်ခိုက်ခြင်းပြုလုပ်ပါတယ်ယူတီကခေါင်မိုးပေါ်ကနေအောက်ဆင်းဖို့ကြိုးစားပေမဲ့တကားပိတ်နေတဲ့အတွက်အဆောက်အုံတစ်ခုကနေတစ်ခုကိုခုန်ကူးသွားပါတယ်လိုဘိုကဒုံးကျည်တစ်စင်းပစ်လိုက်ရာပောက်ကွဲမှုကြီးဖြစ်ပေါ်လာပါတယ်သူကစုငွေတက်မှတ်ခံထားရတဲ့ဓာပြတယောက်ကိုလိုက်ဖမ်းနေတာဖြစ်ပါတယ်အဲ့ဒီလူကမိန်းကလေးတယောက်ကိုတဲဆောင်ပြီးပြုတ်ကျလာတဲ့အခါကာရာကလျင်မြန်စွာပြန်တန်းသွားပြီးမိန်းကလေးကိုကယ်တင်လိုက်ပါတယ်လိုဘိုကအဲ့ဒီဓာပြကိုသူ့ဆိုင်ကယ်နဲ့ချီနှောင်ပြီးအခြားဓာပြတွေကြားဖြတ်မောင်းသွားပါတယ်နောက်တစ်ယောက်ကကျိုးပါတဲ့လက်နက်နဲ့ပစ်လိုက်ရလိုဘိုဆိုင်ကယ်ပေါ်ကနေပြုတ်ကျသွားပါတယ်တိုက်ပွဲဆက်လက်ဖြစ်ပွားပြီးကာရာနဲ့လိုဘိုတို့အတူတကွဓာပြတွေကိုတိုက်ခိုက်ကြပါတယ်ကာယာကစူပါဆွမ်းအားတွေကြောင့်တိတိတတ်တာအသာစီးရနေပြီးလိုဘိုကလည်းသူ့လက်နက်တွေနဲ့ထိထိရောက်ရောက်တိုက်ခိုက်နိုင်ပါတယ်အားလုံးကိုကယ်တင်ပြီးနောက်ကာယာကကရန်ကိုရှာဖွေဖို့အပေါ်ကိုပြန်တက်သွားပါတယ်တစ်ချိန်တည်းမှာဆာနာကထွက်ပြေးနိုင်ခဲ့ပြီးကရန်ကသူ့မနောက်ကိုလိုက်ပါတယ်ယူတီကလည်းသူတို့နောက်ကိုတိတ်တဆိတ်လိုက်လာပါတယ်ဆာနာကအပျက်စီးတွေအောက်မှာပုန်းနေပါတယ်ကရန်ကသူ့မကိုရှာဖို့ကိုကိုကိုင်းလိုက်တဲ့အခါသူ့ကြောဘက်ကအကာအကွယ်မဲ့သွားပါတယ်ယူတီကအဲ့ဒီအခွင့်အရေးကိုအသုံးချပြီးကရန်ကိုတတ်ဖို့ကြိုးစားပါတယ်ဒါပေမဲ့ကာယာကရုတ်တရက်ရောက်လာပြီးယူတီကိုဝင်ထားလိုက်ပါတယ်နှစ်ယောက်လုံးအဆောက်အုံပေါ်ကနေပြုတ်ကျသွားပါတယ်ကာရာကပြန်တက်ပြီးခေါင်မိုးပေါ်ပြန်ရောက်တဲ့အခါလူအားလုံးပျောက်ကွယ်သွားပါပြီလမ်းပေါ်မှာကရန်ကဆာနာကိုဖမ်းမိသွားပါတယ်ဆာနာရဲ့မိဘတွေကကယ်ဖို့ပြေးလာပေမဲ့ကရန်ကသူတို့နှစ်ယောက်လုံးကိုဓာတ်နဲ့တက်လိုက်ပါတယ်ဆာနာကငိုယိုနေတဲ့အချိန်မှာလည်းသူမကိုတက်ပစ်လိုက်ပါတယ်ဓာပြတွေရဲ့အာကာသယာဉ်ကကရန်ကိုခေါ်ဆောင်ပြီးအာကာသပောက်ကွဲတကားတစ်ခုလည်းပျောက်ကွယ်သွားပါတယ်ကာရာရောက်လာတဲ့အချိန်မှာတော့ဆာနာရဲ့အလောင်းကိုသာတွေ့ရပါတယ်လူတီလည်းရောက်လာပြီးကာရာကိုဒေါသတကြီးပြောပါတယ်ကာရာကသူမကိုကရန်တက်ဖို့ခွင့်မပြုခဲ့တာကြောင့်ဆာနာတိတ်ဆုံးခဲ့ရတာလို့ယူတီကဆွဆွဲပါတယ်ကာရာကလူတက်ချင်းဟာလူတီတက်လုံးမေးပြောင်းနိုင်မှာမဟုတ်တဲ့အမောင်လန်းကြောင်းတစ်ခုစီတွန်းပို့လိုက်မယ်လို့ပြန်ပြောပါတယ်ယူတီကတော့အ ਨੇ ဆုံးသူမမှာခံစားချက်တွေရှိသေးတယ်လို့ပြောပြီးကာရာကတော့သူမရဲ့ပြဿနာတွေကိုအရက်ထဲမှာနစ်မြုပ်ပြီးထွက်ပြေးနေတယ်လို့ပြောပါတယ်ကာရာဟာအတိတ်ကအဖြစ်အပျက်တွေနဲ့ခံစားချက်တွေကြောင့်အလွန်မင်းလွှမ်းမိုးခံလိုက်ရပြီးအာကာသထဲကိုပြန်တက်ကအော်ဟစ်ငိုကြွေးလိုက်ပါတယ်နောက်ပိုင်းမှာကာရာကကြိုးပေါ်ပြန်လာပြီးလူတိုင်းကိုချင်းချောက်ကဓာပြတွေစီခေါ်သွားဖို့အတင်းကျပ်တောင်းဆိုပါတယ်သူမရဲ့မျက်နှာကိုတော့ဖုံးထားရမယ်လို့ပြောကြပါတယ်လူတီကအရေးထဲကနေဒီအရာအလုံးကိုမြင်ပြီးသူမနောက်ကိုလိုက်လာပါတယ်ခီးသွားနေစဉ်ကာယာကသူမရဲ့နာရီကိုဓာတ်မှန်မြင်နိုင်တဲ့စွမ်းအားနဲ့ကြည့်ပါတယ်ဂျိုသားတွေကသူမကိုလဲကွင်းတစ်ခုအလဲမှာချထားပြီးထွက်ခွာသွားကြပါတယ်ကာယာရုတ်တရက်နေမကောင်းဖြစ်လာပါတယ်သူမရောက်လာတဲ့ဂျိုကဘာရင်တန်ဖြစ်ပြီးအဲ့ဒီမှာအစိမ်းရောင်တွေတစ်လုံးနဲ့အဝါရောင်တွေတစ်လုံးရှိပါတယ်အစိမ်းရောင်တွေထွက်ပေါ်လာတဲ့အခါကာယာချက်ချင်းအားနည်းလာပြီးလဲကျသွားပါတယ်မူးဝေနေတဲ့အခြေအနေမှာတစုံတစ်ယောက်ကသူမကိုဆွဲခေါ်သွားတာကိုမြင်လိုက်ရပါတယ်တတိလက်ခဏီမှာကာယာကသူမရဲ့အာကာသယာဉ်ငယ်ကဘာမြေပေါ်ဆင်းသက်ခဲ့တဲ့နေ့ကိုပြန်တတိရပါတယ်အဲ့ဒီအချိန်မှာကလက်ကသူမကိုတွေ့ရှိခဲ့ပါတယ်သူကခရစ်ပန်ဘာသာစကားကိုမပြောတတ်တာကြောင့်အစပိုင်းမှာသူတို့နှစ်ယောက်ဆက်သွယ်လို့မရခဲ့ပါဘူးကလက်ကကာရာကိုကဘာမြေမှာနေရတာသဘောကျလာမယ်လို့ကတိပေးခဲ့ပါတယ်ဒါပေမဲ့မကြခင်ကာရာရဲ့စွမ်းအားတွေနိုးထလာတာကြောင့်သူမအာယုံပြောင်းသွားပါတယ်ရက်အနှဲငယ်ကြာပြီးနောက်ကာရာကမြို့ရဲ့စူညံတန်းတွေကိုမုန်းတီးလာပြီးကဘာမြေမှာကိုယ့်အိမ်လိုမခံစားရသေးပါဘူးလက်ရှိမှာကာရာဟာကူတစ်ခုတည်းနိုးလာပြီးယူတီကသူမကိုကယ်တင်ခဲ့တာကိုသိလိုက်ရပါတယ်ယူတီကကရန်ဟာကာရာရဲ့အာကာသယာဉ်ကိုစွန့်ပစ်ခဲ့ပြီးသူမရဲ့ဝစ်စုံကိုရှာတွေ့ခဲ့တယ်လို့ပြောပါတယ်ကာရာကတော့ဝစ်စုံကိုမလိုချင်ပဲခရစ်ပတ်တို့အကြောင်းကိုပဲစဉ်းစားနေပါတယ်ယူတီကအရင်ကပြောခဲ့တာတွေအတွက်တောင်းပန်ပြီးသူမကိုအတူခေါ်လာပေးတဲ့အတွက်ကျေးဇူးတင်ကြောင်းပြောပါတယ်အဲ့ဒီနောက်ယူတီကရေရှာဖို့ကမ်းခြေဘက်ကိုသွားတဲ့အခါတပြက်တယောက်ကမ်းပေါ်လာရောက်နေထိုင်နေတာကိုတွေ့ပါတယ်ဒါပေမဲ့နောက်ကလူတစ်ယောက်ကယူတီကိုရိုက်ချလိုက်ပါတယ်ယူတီနိုးလာတဲ့အခါဓာပြတွေရဲ့အာကာသယာဉ်ပေါ်ကအချုပ်ခန်းထဲမှာရှိနေပါတယ်သူမကလွတ်မြောက်ဖို့တန်တိုင်းတွေပေါ်တက်ဖို့ကြိုးစားပေမဲ့ဝစ်စုံကတန်တိုင်းမှာချိတ်မိနေပါတယ်အနီးနားခန်းထဲမှာလိုဖို့လဲအခန်းခံထားရပါတယ်သူကပစ္စည်းတစ်ခုဖြစ်ပေးပြီးဝစ်စုံကိုပိတ်နိုင်အောင်ကူညီပါတယ်ထို့နောက်တန်တိုင်းတွေအားလုံးမှာအစိတ်ရှိကြောင်းရှင်းပြပါတယ်ကရန်ကယူတီရဲ့အခန်းထဲဝင်လာပြီးကာရာရှိတဲ့နေရာကိုပြောပြရင်အသက်ချမ်းသာပေးမယ်လို့ကမ်းလှမ်းပါတယ်ယူတီကတော့သူ့မျက်နှာကိုတရွေးထွေးလိုက်ပါတယ်ကရန်ကသူမကိုဒီနေ့မကုန်ခင်တတ်မယ်လို့ကြေညာပါတယ်ခဏအကြာမှာယူတီကငိုယိုရင်းပြောပြမယ်လို့ဟန်ဆောင်ပါတယ်အဆောင်တစ်ယောက်ကသူမလက်ကိုလက်ထိတ်ခတ်ဖို့ဝင်လာတဲ့အခါယူတီကသူ့ပေါ်ခုန်တက်ပြီးတန်ကြိုးကိုသူ့လက်ပင်ပတ်လိုက်ပါတယ်သူမကအစိတ်ရှိတဲ့တန်တိုင်းတွေကိုမထိအောင်ခြေထောက်နဲ့အာယူထားပြီးတန်ကြိုးကိုဆွဲချလိုက်ရအဆောင်ရဲ့ကောင်ကနေရံနဲ့တိုက်မိပြီးတတိလစ်သွားပါတယ်ယူတီကတော့တွေကိုယူပြီးလွတ်မြောက်ပါတယ်လိုဘိုကသူမရဲ့တက်တီကိုချီကျူးပြီးဓာပြတွေနဲ့ပတ်သက်ပြီးကူညီမယ်လို့ကတိပေးကသူ့ကိုလည်းလွတ်ပေးဖို့စီးရုံးပါတယ်သူကသူ့လက်နက်တွေကိုရှာဖို့သွားပြီးယူတီကလေဝင်လေထွက်ပိုက်ထဲဝင်သွားပါတယ်အချိန်အတော်ကြာတောသွားပြီးနောက်လက်နက်တူလောင်ခန်းနဲ့ထွက်လာပါတယ်အဲ့ဒီအချိန်မှာအဆောင်တယောက်ဝင်လာပြီးပုံးတစ်ခုတည်းစီးသွားဖို့လုပ်နေတဲ့အတွက်ယူတီပုံးနေရပါတယ်အခန်းပြင်မှာတော့ပြန်ပေးဆွဲခံထားရတဲ့မိန်းကလေးတွေကိုအချုပ်ခန်းထဲထားထားပါတယ်ယူတီကဖခင်ရဲ့ဓာတ်ကိုပြန်ယူပြီးအဆောင်မမြင်ခင်လေဝင်လေထွက်ပိုက်ထဲပြန်ဝင်သွားပါတယ်ခုထဲမှာကာရာကကလပ်ပေးခဲ့တဲ့ဝစ်စုံနဲ့သူမမိဘတွေကိုအသက်ဆက်ရှင်မယ်လို့ကတိပေးခဲ့တာကိုပြန်တရိရနေပါတယ်အဲ့ဒီအချိန်မှာအစိမ်းရောင်တွေဝင်သွားပြီးအဝါရောင်တွေပြန်ထွက်လာပါတယ်ကာရာရဲ့ခန္ဓာကိုယ်ကလည်းစတင်ပြန်လဲကောင်းမွန်လာပါတယ်တစ်ဖက်မှာယူတီကအာကာသယာဉ်ရဲ့အပေါ်ဆုံးနေရာကိုတက်လာပြီးဓာပြတွေလေ့ကျင့်တိုက်ခိုက်နေတာကိုတွေ့ပါတယ်သူမကခလုတ်တစ်ခုစီတိတ်တဆိတ်သွားနေချိန်မှာကရန်ကသူမကိုမြင်သွားပြီးကျိုးပါတဲ့များနဲ့ပစ်ကဖမ်းလိုက်ပါတယ်ကရန်ကလူတီရဲ့ဓာတ်ကိုယူပြီးသူမကိုတတ်မယ်လို့ချင်းချောက်နေချိန်မှာကာရာကစူပါဟီးရိုးဝစ်စုံကိုဝစ်ဆင်ပြီးကောင်းကင်ဘုံကနေပေါ်လာပါတယ်သူမကမျက်လုံးလေးစာနဲ့ကရန်ရဲ့လက်ကိုပစ်ပြီးလက်နက်ကိုလွှတ်ချစေပါတယ်
ယူဒီကဓာတ်ကိုပြန်ယူပြီးခလုတ်ကိုဓာတ်နဲ့ရိုက်လိုက်ပါတယ်။အဲ့ဒီခလုတ်ကြောင့်ရင်ငယ်တစ်စင်းပြုတ်ကျလာပြီးကျိုးကယူဒီကိုပါဆွဲချသွားပါတယ်။ကာရာကကရန်ကိုအကြိမ်ကြိမ်ထိုးနှက်ပြီးဖြည့်ဆေးကိုယူဖို့ကြိုးစားပါတယ်။ဒါပေမဲ့ဓာပြတစ်ယောက်ကခြေထောက်ကိုချိတ်လက်နက်နဲ့ပစ်လိုက်ပြီးသူမကိုလဲကျစေပါတယ်။အခြားဓာပြတစ်ယောက်ကရင်ငယ်ပေါ်ခုန်တက်ပြီးယူဒီကိုတိုက်ခိုက်ပါတယ်။ယူဒီကသူ့ခြေထောက်ကိုဓာတ်နဲ့ထိုးလိုက်ပြီးသူ့ဓာတ်ကိုရှောင်လိုက်ပါတယ်။အဲ့ဒီလူကကျိုးတစ်ချောင်းကိုဖျက်မိပြီးရင်ငယ်ကပိုပြီးလျှော့ကျလာပါတယ်။သူကိုယ်တိုင်လည်းပြုတ်ကျသေဆုံးသွားပါတယ်။လူဒီကကျိုးပေါ်မှာတွဲလောင်းကျနေပြီးမြားရဲ့ကျိုးကပြတ်တော့မဲ့အခြေအနေရောက်နေပါတယ်။တစ်ဖက်မှာကာယာကသူမခြေထောက်ထဲကချိတ်လက်နက်ကိုဆွဲထုတ်ပြီးဓာပြတွေကိုပြန်တိုက်ခိုက်ပါတယ်။လက်ချင်းဆိုင်တိုက်ပွဲဖြစ်နေချိန်မှာခရစ်ပရိုနိုင်ပါတဲ့မြားတစ်ချောင်းကသူမရဲ့ပခုံးကိုထိုးဖောက်သွားပါတယ်။ကာရာရဲ့ခန္ဓာကိုယ်ချက်ချင်းအားနည်းလာပြီးကရန်ကနောက်ထပ်မြားတွေကိုပစ်လိုက်ရာသူမလဲကျသွားပါတယ်။ခရစ်ပရိုနိုင်အစိတ်ကခန္ဓာကိုယ်အတွင်းပြန့်နှံ့လာချိန်မှာဓာပြတစ်ယောက်ကကာရာကိုတတ်ဖို့ပြင်ဆင်ပါတယ်။အဲ့ဒီအချိန်မှာလိုဘိုရုတ်တရက်ရောက်လာပြီးအဲ့ဒီဓာပြကိုတတ်လိုက်ပါတယ်။ကာရာကခရစ်ပရိုနိုင်များတွေကိုပြန်ဆွဲထုတ်နိုင်ပြီးကရန်ကိုလေစာနဲ့ပစ်ခတ်ပါတယ်။လိုဘိုကအဆောင်တစ်ယောက်ကိုတတ်ပြီးကရန်ကိုမြောက်ကင်ကတတ်ဖို့ပြင်ပါတယ်။ကာရာကတားဖို့ကြိုးစားပေမဲ့လိုဘိုကယူဒီအတွက်ကရန်ကိုတက်ခွင့်ပေးခြင်းတဲ့အတွက်သူ့ကိုအာကာသရင်ပေါ်ကနေပစ်ချလိုက်ပါတယ်။ဒါပေမဲ့ကရန်ကယူဒီရဲ့ကြိုးကိုဖမ်းဆုပ်ထားနိုင်ပါတယ်။လိုဘိုကသူ့ဆိုင်ကယ်နဲ့ထွက်ခွာသွားပြီးကာရာကဓာပြတွေကိုတယောက်တည်းဆက်လက်တိုက်ခိုက်ပါတယ်။လိုဘိုကထွက်ခွာသွားရင်လက်ပစ်ပုံများစွာကိုအာကာသရင်ပေါ်ပစ်ချခဲ့ပါတယ်။ပောက်ကွဲမှုတွေကြောင့်ယင်ကြီးအကြီးအကျယ်ပျက်စီးသွားပါတယ်။ကာရာကပြန်ထွက်ဖို့ကြိုးစားပေမဲ့ခရစ်ပရိုနိုင်ကြောင့်အားနည်းနေသေးတဲ့အတွက်ရင်ငယ်တစ်စင်းပေါ်ပြန်ကျသွားပါတယ်။ဓာပြတွေကသူမကိုဝိုင်းထားပြီးကာရာကရင်ငယ်ထဲကျသွားပါတယ်။အဲ့ဒီထဲမှာဓာပြအများပြားနဲ့တပြိုင်တည်းတိုက်ခိုက်ရပါတယ်။တိုက်ပွဲအတွင်းခလုတ်တစ်ခုမတော်တဆနှိမ့်မိသွားပြီးရင်ငယ်ကရေကန်ထဲပြုတ်ကျသွားပါတယ်။ကာယာကရေအောက်မှာပင်ရန်သူတွေနဲ့ဆက်တိုက်ခိုက်နေရပါတယ်။တစ်ချိန်တည်းမှာကရန်ကယူတီစီပြန်ရောက်လာပါတယ်။ယူတီကသူ့ကိုရှောင်လိုက်ပြီးအာကာသရင်ကမြေပြင်နဲ့နီးလာတဲ့အချိန်ကိုစောင့်ပါတယ်။အချိန်ကရောက်တဲ့အခါယူတီကဘေးကင်းစွာခုန်ချနိုင်ခဲ့ပါတယ်။အာကာသရင်ကတောင်တလုံးကိုဝင်တိုက်ပြီးပျက်စီးသွားပါတယ်။ကရန်ကတော့အချိန်မီပြုတ်ကျပြီးလွတ်မြောက်သွားပါတယ်။ပျက်စီးနေတဲ့အာကာသရင်ကတောင်ဆောင်ပေါ်လှိမ့်ဆင်းလာတဲ့အတွက်ကရန်နဲ့ယူတီတို့နှစ်ယောက်လုံးပြေးကြရပါတယ်။ရေအောက်မှာကာရာကလေစာနဲ့ရင်ငယ်ကိုဖျက်ဆီးပြီးကောင်းကင်နဲ့မြင့်မားစွာပြန်တက်လာပါတယ်။အဝါရောင်နေရောင်ကြောင့်သူမရဲ့ခန္ဓာကိုယ်ထဲကခရစ်ပရိုနိုင်အကြံကျွန်းတွေပျောက်ကွယ်သွားပါတယ်။ထို့နောက်ကာရာကအရှိန်ဟုန်နဲ့ယူတီကိုကယ်ဖို့ပြန်တန်းသွားပါတယ်။ကရန်ကတော့ကျလာတဲ့အပျက်စီးတွေအောက်မှာမြုပ်သွားပါတယ်။ဒါပေမဲ့ကရန်အသက်ရှင်နေသေးပြီးကာရာကဓာပြတွေပြန်ပေးဆွဲထားတဲ့မိန်းကလေးတွေကိုရှာဖို့အာကာသရင်နဲ့ပြန်ဝင်လာတာကိုတွေ့ပါတယ်။ကျန်ရှိနေတဲ့ဓာပြတွေကဆိုင်ကယ်တွေနဲ့တင်ကားတွေပေါ်ကနေထွက်လာပြီးယူတီကိုဝိုင်းထားပါတယ်။ကရန်ကရူတီအနားလာပြီးသူ့ကိုတက်ရဲရင်တက်ကြည့်လို့စိန်ခေါ်ပါတယ်။အာကာသရင်အတွင်းမှာကာရာကမိန်းကလေးတွေပါဝင်တဲ့အချုပ်ခန်းကိုတင်ကားကကြိတ်မချေဖို့တားဆီးလိုက်ပါတယ်။ထို့နောက်လေစာနဲ့နေရန်ကိုဖောက်ထွင်းလိုက်ပြီးမိန်းကလေးအလုံးကိုထွက်ပြေးခွင့်ပေးပါတယ်။ကရန်ကယူတီကိုတိုက်ခိုက်ဖို့ကြိုးစားပေမဲ့ကာရာကရုတ်တရက်ဝင်တာပြီးသူ့ကိုပြင်းထန်စွာရိုက်နှက်ပါတယ်။ထို့နောက်ကာရာကတင်ကားတွေအကြားပြန်တန်းဖြတ်တန်းပြီးဆိုင်ကယ်တွေကိုပောက်ကွဲနေတဲ့နေရာတွေစီပစ်ချပါတယ်။ကာရာရဲ့မယုံနိုင်တော့အောင်မြန်ဆန်တဲ့လှုပ်ရှားမှုကြောင့်ယူတီနောက်ကိုလိုက်လာတဲ့တပြတိုင်းကိုကာကွယ်ပေးနိုင်ပါတယ်။ပောက်ကွဲမှုတစ်ခုမှတော့သူမကိုယ်တိုင်ယူတီရှိမှကာကွယ်ပေးပြီးအကာအကွယ်ဖြစ်ပေးပါတယ်။နောက်ဆုံးကြံနေတဲ့တပြတစ်ယောက်ကိုမိန်းကလေးတွေကတင်ကားပေါ်ကအမြောက်နဲ့ပစ်ခတ်တက်လိုက်ကြပါတယ်။တိုက်ပွဲပြီးဆုံးသွားတဲ့အခါယူတီကကရန်အနားပြေးသွားပြီးသူ့ကိုတတ်ဖို့ပြင်ပါတယ်။ဒါပေမဲ့ကာရာကလက်စားချေခြင်းဟာယူတီကိုပြန်လဲထွက်လို့မရတဲ့အမောင်လန်းပေါ်ပို့ဆောင်သွားမယ်လို့သတိပေးပါတယ်။ခဏတာတုံဆိုင်နေပြီးနောက်ယူတီကကရန်ကိုမတက်တော့ဘဲကာရာစီပြေးလာပြီးဖတ်လိုက်ပါတယ်။နောက်ဆုံးမှာသူမမိဘတွေရဲ့တေဆုံးမှုအတွက်ဝမ်းနည်းပူဆွေးမှုကိုလွှတ်ချပြီးငိုကြွေးနိုင်ခဲ့ပါတယ်။ယူတီထွက်ခွာသွားပြီးနောက်ကာရာကကရန်ကိုဓာတ်နဲ့ချက်နဲ့ထိုးတက်လိုက်ပါတယ်။တစ်ချက်ကခရစ်ပတိုအတွက်ဖြစ်ပြီးနောက်တစ်ချက်ကဆာနာအတွက်ဖြစ်ပါတယ်။ထို့နောက်ကာရာကဖြည့်ဆေးကိုယူပြီးခရစ်ပတိုစီချက်ချင်းပြန်သွားပါတယ်။ဖြည့်ဆေးပေးလိုက်တဲ့အခါခရစ်ပတိုကချက်ချင်းပြန်လဲကျမ်းမာလာပြီးပျော်ရွှင်စွာကာယာပေါ်ခုန်တက်လာပါတယ်။အချိန်နဲ့ငယ်ကြာပြီးနောက်ယူတီကသူမရဲ့အတော်နဲ့အတူသွားနေတော့မယ်လို့ကာယာကိုပြောပါတယ်။ဖခင်ဖြစ်သူလိုပဲဓာတ်တွေကိုစတင်ပြုလုပ်တော့မယ်လို့လည်းပြောပါတယ်။ကာရာကယူတီကိုနောက်ဆုံးအကြိမ်နှုတ်ဆက်ပြီးခရစ်ပတိုနဲ့အတူကဘာမြေစီပြန်လဲပြန်တန်းသွားပါတယ်။ဒီတစ်ချိန်မှာတော့ကာရာကကလပ်ကိုအံ့အားသင့်စေမဲ့သတင်းကောင်းတစ်ခုယူဆောင်လာပါတယ်။နောက်ဆုံးမှာတော့သူမလည်းကဘာမြေပေါ်မှာကလပ်နဲ့အတူနေထိုင်ဖို့အဆင်သင့်ဖြစ်လာခဲ့ပါပြီ။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။